တခါတော့ကတောကြီးတစ်ခုမှာစင်ကလေးတစ်ကောင်နဲ့မြောက်ကလေးတစ်ကောင်ဟာမိတ်ဆိတ်ဖွဲ့ပြီးနေထိုင်ကြတယ်။တနေ့ကျတော့သူတို့နှစ်ကောင်ဟာတောထဲမှာဆော်ကစားရင်ဘိုက်စားလာတာပေါ့။ဒီလိုနဲ့သူတို့ဟာကစားရင်အစာချကြတယ်။လမ်းမှာချောင်းတစ်ခုကိုတွေ့တဲ့အခါစင်ကလေးကမြောက်ကလေးကိုကြောပေါ်တင်းပြီးဖြတ်ကူးလိုက်တာပေါ့။ဖြတ်ကူးပြီးတဲ့အခါမှာတရက်ပင်ကြီးတစ်ပင်ကိုတွေ့တယ်။အဲ့ဒီတရက်ပင်ကြီးဟာတရက်သီးအမြင့်တွေရောတရက်သီးအစိမ့်တွေရောအများကြီးတီးနေတယ်။တရက်သီးတွေအများကြီးကိုမြင်တော့သူတို့အယမ်းပျော်လွှားကြတယ်။ဒါပေမဲ့စင်ကမြောက်ကိုပြောတယ်။ငါတရက်သီးတွေချင်းရင်မစားချင်ဘူးလို့ပြောတယ်။မြောက်ကလေးကစိတ်မပူပါနဲ့ငါအပင်ပေါ်တက်ပြီးတရက်သီးတွေကိုစားကြည့်လိုက်ပါမယ်လို့ပြောပြီးအပင်ပေါ်ကိုမြောက်ကလေးတက်သွားတယ်။မြောက်ကလေးအပင်ပေါ်ရောက်တာနဲ့တရက်သီးကိုခူးပြီးစားကြည့်လိုက်တော့အယမ်းကိုချိုးပြီးမွေးနေတာတွေ့ရတယ်။မြောက်ကလေးအယမ်းပျော်သွားပြီးစင်ကိုအားရပါရအော်ပြောလိုက်တယ်။အတီးတွေကအယမ်းချို့ပြီးမွေးနေတာပဲကွာပြိုးပြီးခူးချပေးတာပေါ့စင်လဲမြောက်ကလေးခူးချပေးတဲ့တရက်သီးတွေကိုပျော်ပျော်ကြီးစားလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်ဟာချစ်ချစ်ခင်ခင်နေထိုင်သွားကြတာပေါ့ကွယ်ဗီဒီယိုကိုကြိုက်ရင် like ကလေးနှိပ်ပေးခဲ့ပါအောင်ဗျာ